ကျွန်တော်တို့ central လို့ခေါ်လို့ရပါတယ်အလွယ် zen လို့ခေါ်လို့ရပါတယ်ကျွန်တော်ဒီနေ့တော့ water part 2ကိုလုပ်မှာဖြစ်ပါတယ်ပတ်ဝန်းကတော့တည့်ရတိုင်းပဲ OBS က final ဖြတ်လိုက်တော့ဘယ်လိုကြည့်လို့မရဘူးတော့ part 2ကိုတော့အပြည့်ကြည့်လို့ရပါတယ်ဆိုတော့ကျွန်တော်တို့ part 2မှာဘာလုပ်မလဲဆိုတော့ကျွန်တော်တို့အင်းကိုပြီးအောင်ဆက်ဆောက်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တက်နေတော့ခေါ်ရမယ်ဒီမခေါ်ရင်တော့အသားကင်းရတယ်ကျွန်တော်ပိုက်ဆောင်ရတယ်တော့တခုတ်ညကြဟိုပေါ့ဝင်မှာတော့ဟိုဘက်မှာခုန်နေကြပါတော့ OBS ကဘယ်လိုဖြစ်လဲမသိဘူးဗျာညမှုဆိုတော့အိမ်ပြန်လိုက်တော့မယ်နောက်နေ့မနက်5 PM မှာပြန်လာတော့ကျွန်တော်မနေ့ကလောက်လာတော့တိတ်တော့မပြီးသေးပါဘူးဆိုတော့တိတ်ပြီးတော့လည်း miss မဖြစ်တော့ညရအောင်ဆောင်းကျွန်တော်ဝင်ပေါ့ဒီညမှာလွှင့်ကောင်းတယ်ဟိုဘက်မှာဒီညမှာ chest တွေပါတယ်ဒီဘက်မှာမှုရဒီဘက်ဝင်ပေါ့တကားရှိတယ်တော့ဟုတ်မယ်တော်မခုခင်ကျွန်တော်တို့ညဘက်ညအိမ်လေးပြီးလေအောင်ကျွန်တော်ဖျောင်းတယ်လေးပါလေးထိုးဒီမွေးရနံပါတ်6ဒီမှာ6ဒီတော့လည်းပြင်လို့ရဒီမှာ6ကျွန်တော်တက်တော့ခုတ်လို့ရပြီအသားပါဒါတော့မပါတော့အမေရတော့ let's goခုံးမယ်တော်ခုံးပြီးမိုင်းတူမယ်ပြအမိုးလုပ်မယ်အမိုးကြကျွန်တော် forward ဆုံးနေတယ်လို့လည်းတော့ရိုက်လောက်ဆိုရိုက်လောက်ဆိုကျွန်တော်ပြီးနေရတော့အကုန်ပြီးသွားပြီဒီကအပေါ်မှာကျွန်တော်ဟိုတော့အကုန်ဒီကတစ်ဆက်ထပ်တက်ရမယ်ဆိုတော့ပြီးပြီဒီပေါ်မှာ cobblestone နဲ့ထည့်ရမယ် cobblestone ကမလောက်ဘူးဆိုတော့ကျွန်တော်မိုင်းသွားတူမယ်ဆိုတော့ဒီမှာတူမယ်လောက်တူးလိုက်ပါတယ် cobblestone က2 step လောက်တော့ရတယ်ဆိုတော့လုံလောက်မယ်လို့တော့ထင်တာပဲအဲ့ let's go I am pick it up you want A few moments later so okay BYE okay
ီးထွန်းမှာဖြစ်ပါတယ်ဟိုရှင်းရှင်းအဲ့မှာတောင်းတင်မလေးနံပါတ်2တော့ထွန်းလိုက်ရပါဒီလောက်ဆိုရပြီဒီနားမှာ chest ဒီနားမှာတော့တောင်းနည်းနည်းမြင်လိုက်ကဲညတော့မချုပ်ပြီးတော့မြင်ကဲညမချုပ်ပြီးတော့ကျွန်တော်ဒီတညအိတ်လိုက်မယ်အိပ်ပြီးရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့အာယုံသွားရှာမှာဖြစ်ပါတယ်အာယုံရှာမယ်ဆိုအာယုံရှာဖို့ဆိုကူကြီးအကြီးလို့တော့ကူကြီးရရှာအာယုံနေရှာရင်ကောင်းမလားပင်ရင်ဆိုင်ကောင်းဒီနားတော့ဘာလို့လဲဘက်ကကလို့လေဘက်ကဒီမှာအာယုံမရှိပြောင်းအာယုံရင်သွားရှာပဲကောင်းမယ်အိုးအာယုံမရှာရင်ကျွန်တော်တီးတော့လာပါဟာရောက်နေကြတော့ခဏကျွန်တော်တင်လိုက်တာပဲနေရပြီးတော့မပြီးနိုင်တော့ဘူးစိတ်တွေလည်းညစ်ပါဒီအင်းပြန်မယ်စနိုးမိုးရှင်းနဲ့ပြန်နေရတယ်ဆိုရင်ဖြင့်စနိုးနဲ့ရောက်ပါပြီကြောက်လို့ရှိရင်မီးဖို့စနိုးမိုးရှင်းနဲ့ပြီးမယ်ပြီးပြီးဝတ်သားနဲ့တော့ကောက်ပစ်ထည့်လိုက်မယ်ဒီယူညင်ရတော့ချောင်းနေဆိုးနေတော့မြန်မာနိုင်ငံအဆင့်3နံပါတ်3တော့ဝင်သွားရဲ့မြန်မာနိုင်ငံကြီးကမဟုတ်တဲ့နေရာတွေကြားလို့နေရာဝင်နေရပဲငလင်းလုံးကလည်းအဆင့်ကဝင်နေတယ်တတိယဆင့်လားမသိကောင်းတဲ့နေရာကြာအဆင့်ကမဝင်မြန်အဲ့ဒါတော့ရှာမယ်ဒီကနေတန်းလာနော်အင်းပြောင်းဝင်လေကြောက်တယ်ဟာခုနက blossom ပါအောင်တောင်းရရှိတယ်နောက်မှအရင်ရှိတော့တယ်တောင်းရအရင်โอ้ဒီမှာwhat they are doing拜啥了拜一个我有古一耳机的我不录声了ဒီဘောနဲ့အာရုံရရှာလိုက်အာရုံရမမမာလေဟောမအာရုံ
မရှိတော့လားမရှိဘူးမရှိဒီကူကြီးကိုကြည့်ရမယ်ဒီနောက်မှာရှိတော့ဟိုနောက်မှာစပိုင်ဒါတို့တွေ့ဆိုတော့ဒီနောက်မှာတော့ကုန်ပြီဟိုနောက်မှာကူကြီးရှိတယ်Mãi bảo toàn ê nó skin này hi oh shit cái nó làm tí gì đi nó đâu thì ở đây nó đúng là mình ha giờ đúng hiệp chơi bị con vậy oh chỉ đi sẽ đúng bị kẹt kì rồi ốc biển gì nhỉ lên đã lấy ra support cho đâu này anh vào đây lông lông ta làm water packet လုပ်မယ်ပြီးတော့လို့ရှိရင် water packet လုပ်ပြီးလို့ရှိရင်ကျွန်တော်ပြင်ဆိုင်မယ်အဲ့ဆိုအကောင်းလို့ညှိမနေချက်လုပ်ရလိုက်တက်ဆရာမလို့ပါမှုစားလို့ရတယ်ပြန်လာစစ်တဲ့နေဟောနော်ငါရင်ရပဲနော်ဟာအင်းပြောဩတော်ရအောင်မြင်စွာအာရုံ16လုံးနဲ့ပြင်ရောက်ခဲ့ပြီဒီတော့ကိုင်းပါအဲ့ဒီမြောက်သေးဘူးလားရောက်တော့ကျွန်တော်တိုင်ရင်ကျွန်တော်ဟိုတခြားလုပ်ထားမယ်ဟိုတခြားရပြီဒီကတော့ပြောင်းရင်ဆောက်မယ်တားစိန်ခဏစားရလားအာရုံရရင်ဟာဘာဖြစ်တာဒီအားဖြင့်ကျွန်တော်ဟိုလေးရပြီwater packet တော့ခံမယ်ဒီကိုရှစ်တုံးလားမသိဘူးရချမှာဖြစ်ရလေတဲ့နဲ့3 4 5တဲ့နဲ့3 4 5တဲ့နဲ့3တဲ့နဲ့3 4 5 6 9 10 10 11 12တဲ့နဲ့3 4 5 6
လောက်ဆိုရပြီအဲ့လိုကျွန်တော်မှရှိရဲ့အဲ့လိုပါမလို့ပါရညမူချောဆိုအာယုန်တွေကတော့ကုန်းကျူလို့ပြီးပြီလို့ထင်တယ်ပြီးပါရဲ့ဒါလုံးမယ်ဒါတော့ဖြစ်တယ် picket ရလို့ရှိရင်ဒါလောက်ထားမယ်ဖက်နဲ့တစ်ခုလောက်ထားမယ်ရသလောက်လောက်ထားတာအေးတော့အေးမရသေးဘူးကျွန်တော်အမြဲတမ်းပြုတ်ကြရဲ့မတော် water packet လေးတစ်ခုတော့တိုက်တော့ရပြီ so ဟိုးဖယ်မယ်ဖယ်ပြီးဒီမှာဒီကြောင်လောက်ရှိအဲ့ဒါဒီကစိုက်ခင်းလေးဝိုင်းဒါမှမဟုတ်လူသေးကျွန်တော်ကြိုက်လောက်မလေးနေဟာရိုက်ဆိုရင်အားဆိုရင်ဟိုညလေးမှာမီးထွန်းလိုက်ရင်စိုက်ခင်းမီးလေးဝိုင်းရောက်ပဲဟာတော်ရစိုက်ခင်းပြစီโอเคပြင်မလေးထွန်းလိုက်ဆိုရင်အဲ့လိုရပြီကျွန်တော်မနေ့ကပါလို့ကြစဉ်းစားရမယ်ဆိုရင်ကျွန်တော်ဘာမှလည်းလုပ်ကြမရှိရှိဆိုအဲ့လိုကောင်းမလဲအော်ဒီကျွန်တော် cobblestone နေနဲ့တူမယ်ဒီဘာလဲကျင်းနေတယ် Hey bro come on 1v1 လောက်တူပြီးပါပြီကျွန်တော်3 step နီးပါရတယ်ဒါဆိုတော့ကျင်းရလို့ဖို့ရလောက်ပါတယ်အဲ့ကျွန်တော်အခုမှမပြန်တော့အဲ့အာယုန်ကိုအဲ့ဆိုလည်း